ငါသည်ဗိတ်သိက်ခံရ၍ရှင်ဘရင်ဖြစ်တော်လဲယနေ့အားနေ၏အထူးခြားတဲ့အရာစလုံးလေးကဘာလဲဆိုတော့ငါသည်ဗိတ်သိက်ခံရ၍ရှင်ဘရင်ဖြစ်တော်လဲယနေ့ငါအားနေ၏ဗိတ်သိက်ခံရတဲ့ရှင်ဘရင်လည်းပြောတယ်ယနေ့ငါအားနေ၏လည်းပြောတယ်အဲ့ဒီ opposite ဖြစ်တဲ့စကားလုံးရှင်ဘရင်လို့ပြောပြီးဆိုရှင်ဘရင်နဲ့ဆိုင်တဲ့စကားလုံးဒီအောင်ပွဲအောင်ခြင်းအခွင့်တကောအာနာ power နဲ့သက်ဆိုင်တာဖြစ်ပါတယ်ရှင်ဘရင်ဆိုတဲ့စကားလုံးနဲ့သက်ဆိုင်တဲ့အရာတွေကအခုကဒီမှာရေးထားတာရှင်ဘရင်ဖြစ်ပေမဲ့လည်းအားနေတယ်တဲ့အဲ့ဒီစကားလုံးကိုပြောခဲ့တဲ့သူကအောင်ပွဲတွေများစွာစစ်ပွဲတွေများစွာကိုအောင်ခဲ့တော့ဒါဝိမင်းကြီးဖြစ်ပါတယ်ဒါဝိမင်းကြီးရဲ့အသက်တာထဲမှာသူဟာတကယ်ပဲသူ့အဖေအိမ်မှာပဲသူဟာရှင်ဘရင်အဖြစ်နဲ့ prophet ရှမွေလအစီကနေပြီးတော့မှရှင်ဘရင်ဗိတ်သိက်ကိုရခဲ့ပေမဲ့လည်းသူဟာချက်ချင်းရှင်ဘရင်ဖြစ်သွားတာမဟုတ်ပါဘူးချက်ချင်းကြီးရှင်ဘရင်မဖြစ်သွားပေမဲ့ရှင်ဘရင်နဲ့ဆိုင်တဲ့ဗိတ်သိက်ကသူ့အပေါ်မှာရှိဒါနဲ့သူကဘာပဲလုပ်လဲသူပြချက်ဆက်ကြောင်းနဲ့သူ့အပေါ်မှာရှင်ဘရင်ဗိတ်သိက်ရှိတာဖြစ်တဲ့အတွက်ကြောင့်သူ့နှလုံးသားကရှင်ဘရင်နဲ့ဆိုင်တဲ့နှလုံးသားသူ့စမှာအစကတည်းကရှိဘာကြောင့်မလို့လဲဂေါလိလာတဲ့အခါမှာတိုင်းပြည်တစ်ပြည်လုံးဖိမ့်တောင်အောင်ကြောက်နေတဲ့အခါမှာဘသူပဲရှိထွက်ရလို့ဆိုဒါဝိဒ်ပြောက်ပဲရှိထွက်ရရှင်ဘရင်ဆိုတာတိုင်းနိုင်ငံတစ်ခုလုံးတုံလုံး၆ချားနေတဲ့အခါမှာအားလုံးရဲ့ရှေ့မှာမနဲ့မတ်တရက်ပေးတော်သူဖြစ်ပါတယ်မိသားစုမှာတင်းရဲ့အသက်တာထဲမှာလေဒါဝိဒ်ကဲတို့အားနေတဲ့အချိန်တွေရှိကောင်းရှိပါလိမ့်အားနေတဲ့ဆိုတဲ့အရာတစ်ခုကတင်းဆုံးရှုံးသွားပြီတင်းအတွက် the end ရောက်သွားပြီလို့ပြောနေတာမဟုတ်တင်းဟာယေရှုခရစ်တော်ဖခင်ကိုမိမိရဲ့အသက်ခင်နဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးတဲ့နေ့ကစပြီးတော့မှတင်းဟာယစ်ဘရောဟိတ်နဲ့တန်ရှင်တော်သူပိုင်ထိုက်တော်အပေါင်းအသင်းဖြစ်တယ်တင်းဟာအောင်မြင်တော်သူကြောင့်အောင်မြင်တော်သူဖြစ်တယ်အဲ့ဒီကိုလုံးဝမမေ့လိုက်ပါနဲ့တင်းရဲ့အသက်တာထဲမှာဒါဝိဒ်လိုမျိုးခက်ခဲခြင်းမမျော်လင့်ထားတဲ့ပြဿနာအားနေခြင်းစရာကောင်းတဲ့အတွေ့အကြုံတင်းနာကိုရောက်လာတဲ့အခါမှာတင်းအားနေလို့ရပါတယ်ကျမ်းစာထဲမှာလည်းကြည့်လိုက်ပါအားနေတော်သူတွေရှိတယ်ဖခင်ကအရန်ချစ်ဖို့ကောင်းတယ်ကျမ်းစာထဲမှာရှိဂီတောင်ကိုကြည့်လိုက်ဂီတောင်ကလေတိုက်ပွဲတွေအများကြီးကိုမအောင်မြင်ခင်မှာသူ့ကိုဖခင်ဘလို့ရင်ပြောတယ်ဆိုတော့အာကြီးတော်စစ်သူရဲ့ခါကျငါတို့အရန်ဖခင်အတွက်အများကြီးလှုပ်ပေးနိုင်မှာအမှုတွေအများကြီးဆောင်ပြီးမှငါတို့အဲ့ဒီဂုံပုတ်ကိုရတယ်တင်နေရငါတို့ဘာမှမလုပ်ခင်ကတည်းကဖခင်ငါတို့ကိုပေးပြီးသားဂီတောင်ကစစ်ပွဲမနိုင်ခင်မှာသူ့ကိုအာကြီးတော်စစ်သူရဲ့လို့ခေါ်တော့ဖခင်ဖြစ်တယ်ဒါဝိဒ်ဟာစစ်ပွဲကိုအများကြီးကိုအောင်ပြီးတော့မှဘယင်မဖြစ်လာခင်မှာသူ့ကိုဘယင်အနေနဲ့သူ့ကိုအရင်ပိတ်သိပ်ပေးတာဒါဆိုတင်ဘာမှမလုပ်တတ်ခင်ကဖခင်သူ့ကိုပိတ်သိပ်တင်ဘာမှဖခင်ကိုပြန်မလုပ်ပေးခင်ကတည်းကဖခင်တင်ကိုပိတ်သိပ်ပေးတယ်မိသားစုမှာတင်ရဲ့အသက်တာထဲမှာကျွန်မပြောပြစီဖခင်ခင်ကတော့ကျွန်တော်တို့အနုလက္ခဏာနဲ့ဆိုင်တဲ့အရာကိုမပြောဘူးကွာကျွန်တော်ဖခင်ကအနုလက္ခဏာနဲ့လုံးဝပြောင်းပြန်တယ်စန့်ကျင်တယ်ဖြစ်တယ်ကျွန်တော်တို့ကိုယ်ပဲဖခင်အပေါင်းလက္ခဏာနဲ့ကောင်းမြတ်ခြင်းမင်္ဂလာရှိခြင်းတွေကိုပဲတည်ဆောင်ပြီးတော့မှဒါငါတို့အပေါ်မှာကြီးညာတဲ့ဖခင်ဖြစ်တဲ့အတွက်ကြောင့်ငါတို့အသက်တာထဲမှာအနုလက္ခဏာတစ်ခုနဲ့ဆိုင်တဲ့အရာကိုငါတို့အထဲမှာငါတို့နားမှာဝင်းရနေပြီဆိုရင်တစ်ခုခုမှမနေဘူး။ဒါကြောင့်ဒီကနေ့မှာတင့်ကိုလူတွေဘလို့စကားပြောတယ်တင့်ကိုလူတွေဘလို့စကားလုံးတွေနဲ့ဝင်းရံထားတယ်သူစစ်ထားတယ်အဲ့ဒီအရာအားလုံးကိုဒီကနေ့မှာပြောင်းပြန်လည်ကြရအောင်။တင်ဘသူဖြစ်တယ်လဲဆိုတဲ့အရာကိုတင်ဟာပြောင်းပြန်လည်နိုင်မှာဖခင်တင်ကိုဘလို့မျိုးခေါ်ထားတယ်လဲဆိုတဲ့အရာဖခင်တင်ကိုဘလို့နာမည်တက်ပြီးခေါ်နေတယ်လဲဆိုတဲ့အရာကိုတင်သိမှပဲအဲ့ဒီအရာကပြောင်းပြန်လာပါမှာတင်ရဲ့အတွေးခေါ်ပြောင်းပြန်လာတဲ့အခါမှာတင်ရဲ့လှုပ်ရက်တွေတင်ရဲ့စုံဖြတ်ချက်တွေအားလုံးကမှန်ကန်